E ရောင်ဆိုတာဘာမှလို့ဆိုရင်ဘာအဓိပ္ပာယ်ရလဲတဲ့ကျွန်တော်ကိုတယောက်လာမေးထားပါတယ် message နဲ့ပေါ့နော် E ရောင်ဆိုတာကကျွန်တော်တို့ရခိုင်စကားနဲ့ဆိုရင်အမေလို့ပြောတာဖြစ်ပါတယ်ဒါကအခုကျွန်တော်သင်ပေးနေတဲ့ဒီကျွန်တော်တို့ဒီတိယအတန်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရခိုင်မှာအဓိကဒီတိယအတန်2မျိုးရှိပါတယ်ဒါကတော့ကျွန်တော်တို့မြောက်ပိုင်းတန်ရယ်တောင်ပိုင်းတန်ရယ်ပေါ့တကယ်ကြတော့ကျွန်တော်တို့ရခိုင်သားတွေအချင်းချင်းကြတော့မြောက်ပိုင်းတောင်ပိုင်းမခွဲပါဘူးဒါကတော့အရင်ဆိုကခေတ်ဆက်ဆက်မြောက်ပိုင်းရယ်တောင်ပိုင်းရယ်ဆိုပြီးတော့ခွဲခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ဒီစစ်တွေဘက်ကဒီမြောက်ပိုင်းဘက်ကလူတွေကတောင်ပိုင်းကလူတွေဆိုရင်ကျွန်တော်တို့က Rambretta လို့ခေါ်ပါတယ် Rambretta ရခိုင်အတန်နဲ့ဆိုရင် Rambretta ဆိုပြီးတော့ခေါ်ပါတယ်ဒီတောင်ပိုင်းဘက်ကလူတွေကြတော့ကျွန်တော်တို့ဘက်ကစကားပြောတဲ့လူတွေကိုရခိုင်သားလို့သူတို့ကခေါ်ပါတယ်ဆိုတော့ဒီ E ရောင်ဆိုတဲ့စကားလုံးကအမေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီ Rambretta တွေမှာအမေကို E ရောင်လို့ခေါ်တယ် E ရေလို့ခေါ်ပါတယ်နှစ်မျိုးသုံးတယ်ပေါ့နော်ဒါကျွန်တော်သိတဲ့လောက်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဘက်ကဒီမြောက်ပိုင်းဘက်ကစစ်တွေဘက်ကစကားတွေကြတော့စကားနဲ့ကြတော့အမေကိုအမိတ်လို့ခေါ်ပါတယ်အမိတ်ဆိုပြီးတော့ခေါ်ပါတယ်ကျွန်တော်တို့ဒီကြားဘူးတယ်ပေါ့နော်အဲ့ဒါအခုခေတ်မှာတော့တော်မရှိတော့ပါဘူးဒါပေမဲ့ကြားဘူးတယ်အမိတ်လို့ခေါ်တာကိုပြီးတော့အမေလို့ခေါ်တယ်ပြီးတော့အခုဆိုရင်မေမေလို့ခေါ်ကြတယ်ပေါ့ပြီးတော့နောက်တစ်ခါကြားဘူးတာရှိတယ်အဲ့ဒီလိုပြောတဲ့ရွာတွေလည်းရှိသေးတယ်လို့ဆရာတော်တပါးဗီဒီယိုရိုက်ပြီးတော့တင်ဆက်ဖူးတာကိုကျွန်တော်ကြည့်ဘူးတယ်ပေါ့နော်အမောလို့ခေါ်တာလည်းရှိပါတယ်ဒါကတော့ကျွန်တော်တို့မြောက်ပိုင်းဘက်ကတချို့ရွာနည်းနည်းလေးပေါ့နော်အဲ့ဒီရွာတွေကတော့အမောလို့ခေါ်တဲ့ရွာတွေရှိတယ်လို့ပြောပါတယ်ဆိုတော့အမေဆိုတာကိုကျွန်တော်တို့မြောက်ပိုင်းသားအတန်နဲ့ဆိုရင်အမေလို့ခေါ်တယ်အမိန်လို့ခေါ်တယ်အမောလို့ခေါ်တယ်မေမေလို့ခေါ်ပါတယ်ပြီးတော့အခုအဲ့တောင်ပိုင်းဒီကျွန်တော်တို့ခေါ်နေဆို Rambretta တွေကြတော့ E ရောင်လို့ခေါ်တယ် E ရေလို့ခေါ်ပါတယ်ဒါပေမဲ့အခုကတော့အဲ့ဒီအသုံးလုံးတွေမရှိသလောက်ဖြစ်နေပြီထင်ပါတယ်ကျွန်တော်ထင်တယ်အကောင်လုံးကမေမေလို့ပဲခေါ်နေကြဆိုတော့ဒါက E ရောင်ဆိုတာအမေလို့ခေါ်တာဖြစ်ပါတယ်မေးထားတဲ့အကူဖြေပြလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်